ဘဝအသက်တာထဲမှာအပြစ်ထဲမှာရှိရင်ဘုရားသခင်စီမှာပြန်လာခဲ့ပါပျောက်သောသားကဲ့သို့အဖေးစီကိုပြန်လာခဲ့ပါဘုရားသခင်စီကိုပြန်လာရင်ဘယ်အချိန်မှဆိုဘုရားကလက်ခံတဲ့ဘုရားဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်အသက်တာထဲမှာဘုရားကိုရှာပြီးတော့အသက်ရှင်ရမယ်စားဘုရားကိုချစ်ပြီးတော့အသက်ရှင်ရမယ်စားကိုချစ်ပြီးတော့ကိုယ့်ရဲ့အတ္တအတွက်ကိုယ့်အကျိုးအတွက်ပဲအသက်ရှင်နေရင်သားကြီးကဲ့သို့အဖေအိမ်မှာတော့နေပါတယ်ဒါပေမဲ့ကိုပဲချစ်ပြီးတော့အဖေကိုချစ်ပြီးတော့လှုပ်ကြွေးပြုစုတော့မဟုတ်ဘူးအဖေအလုပ်တွေလုပ်တယ်ဆိုတာဘာရမလဲဆိုပြီးတော့ကိုယ့်အကျိုးအတွက်ပဲရှာနေဒီနေ့နောင်နာရပြီးတော့ကျွန်တော်ဘုရားသခင်စီကိုပြန်လှည့်လာဖို့ဖြစ်တယ်ပျောက်သောသားကဲ့သို့အဖေစီကိုပြန်လာပါသားကြီးကဲ့သို့ပြောင်းလဲပြီးတော့နောင်နာရမယ်ဆိုရင်စစ်မှန်တဲ့ဝမ်းမြောက်ခြင်းစစ်မှန်တဲ့ငြိမ်သက်ခြင်းစစ်မှန်တဲ့ဘုရားရဲ့ကောင်းကြီးမြင်လာတဲ့ကျွန်တော်နေ့ရက်တိုင်းမှာအောင်မြင်သောအသက်တာနဲ့အသက်ရှင်နိုင်မှာဖြစ်တယ်။ဘာပဲကြုံတရားမပြိုလဲတော့ဘာပဲကြုံတရားစိတ်ကမကြတော့စိတ်မပြတ်တော့အသက်တာထဲမှာငြိမ်သက်ခြင်းအပြည့်နဲ့နေ့ရက်တိုင်းကိုဖြတ်သန်းနိုင်မယ်။နေ့ရက်တွေကလည်းအတိတ်ပဲရှိလာမှာဖြစ်တယ်။တမလုံးမှာလည်းထာဝရဒုက္ခချမ်းသာကိုဝင်စားရမယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်။အားလုံးပေါ်မှာပြရှင်ကောင်းကြီးပေးပါစေ။